စိမ်ဘဝတို့ရစားတွေ့တော့ကစပယ်ရလေးကောင်းမှပန်းထားသူရေးလာလိုက်တာစာပေချိန်တိုင်းအနောက်မှာငေးမော်မီယာတင်သမျှစာတိုင်းမှာစိတ်ဝင်စားဘယ်လိုလုပ်ရကိုယ်သေးတွေကြွေခဲ့မိအောင်သူလာနေလို့အိုပါမမိတ်ကလေးမပါတနခါလေးနဲ့လာလိုက်တာရိုးရင်လေးရဲ့ပညာထက်ပါမဥစားမပြေပါနဲ့ဖွင့်လို့မပြောပါကိုကြိတ်ချစ်နေပါစီအဝေးကပဲဘာမဦးစားမပေးနဲ့ကိုကြိတ်ချစ်နေပါစေယူသွနေပါစေအဝေးကပဲချစ်မယ်စိတ်ဝိညာဉ်ခေါ်ဆောင်ရာကိုလိုက်တော့လမ်းလွဲသွားမှာပေါ့မိဘကဖြစ်စေခြင်းနဲ့စန္ဒကိုမရိုက်ချူစီလို့အပြန်တင်တဲ့ဘဝကိုတန်ဖို့ထားလွတ်လပ်စွာပြောပါဘယ်ငယ်ချင်းပေါင်းပါတွေနဲ့တာပြင်းတွေထွက်ရှောက်လေစေချင်တာတွေကြွေခဲ့မိအောင်သူလာနေလို့အိုပါမမိတ်ကလေးမပါတနခါလေးနဲ့လာလိုက်တာရိုးရင်လေးရဲ့ပညာထက်ပါမဥစားမပေးပါနဲ့ဖွင့်လို့မပြောပါကိုကြိတ်ချစ်နေပါစီအဝေးကပဲဘာမဦးစားမပေးနဲ့ကိုကြိတ်ချစ်နေပါစေယူသွနေပါစေအဝေးကပဲချစ်မယ်ဆရာမပြောပြတဲ့အကြောင်းသူတလေးကငါရှိမှာမျက်ဝန်းလေးကိုဖတ်ခဲ့မိရှစ်တန်းအရှိ9မိနစ်တာတန်းဖို့ပင်မဲ့တိကျွမ်းနိုင်တဲ့စကားလေးတစ်ခုတော့မစဖြစ်ပါနော်ရထသင်ခေါင်းဆောင်နှစ်ယောက်ဖြစ်အဲ့နှစ်မှာတူတကွာဖြစ်လာပန်းတွေကအပင်ပေါ်မှာတင့်တယ်ပူလာပါပိုင်ဆိုင်ခြင်းမရှိဘူးဟုအငင်းလဲဆိုမရပါမီးပင်လေချမထားပါမင်းနဲ့ကိုချာမှာမင်းမတိကြိုက်ဖို့ကိုစိတ်ကိုညှင်းဆဲလို့ထားတာငါလေးရမယ်ချစ်တဲ့သူတော်လေမင်းတို့နောက်ဆက်တစ်ခုတော့မဖြစ်လို့ခဲ့ပညာရေးနဲ့သက်ဆိုင်သေးသောအရွယ်အချင်းအရေးပဲလေးတင်ပြီးမစိုးရဲ့